Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အမေကဈေးကနေပြောမတက်ကရွှေဖြုံသီးနဲ့ပဇွန်နဲ့ဝယ်လာလို့ဒီနေ့အမေစားချင်တာလေးကိုချက်ကြည့်ပါမယ်ကိုကတော့တခါမှဟင်းချက်စားရစီမရဘူးတိတ်လဲကျွန်းကျွန်းချင်းချက်တဲ့လည်းမပါလို့ဒီနေ့ကတော့အမေကစားချင်တယ်ဆိုလို့ပဇွန်နဲ့ရွှေဖြုံသီးချက်ပါပြီကျွန်းကျွန်းချင်းစီတတ်ပါမယ်ကျွန်းကျွန်းချင်းစီတတ်ပြီးတော့ပြီးရင်အကြောင်းတင်မုတ်လေးနည်းနည်းလေးထည့်ပါမယ်ထည့်ပြီးလို့ရှိရင်တော့နည်းနည်းလေးတော့ထားလိုက်ပြီးဇွန်ထည့်မယ်ပုံမှန်ဆိုရင်တော့ဟင်းတကယ်မဆက်တတ်ပါဘူးတကယ်ချင်းနေဆိုအကုန်လုံးသိတယ်သူတို့ချက်ကြွေတော့ပဲစားတယ်သူတို့ချက်ပြီးတော့ပို့တယ်ချက်ပြီးတော့ချက်ထားရင်လာခေါ်တယ်ကိုတော့ဇွန်ထည့်ပြီးပါပြီပဇွန်လေးကိုကွေးအောင်တူတော်လေးနဲ့လည်းတမအောင်လို့ခဏဆောင်ပြီးခဏဆောင်လိုက်မယ်ဟင်းကောင်းကောင်းမချက်တဲ့အတွက်တေချာလေးဝေဖန်ပေးကြပါအောင်လို့ဒါလေးလိုအပ်ချက်တွေရှိလဲမေစားခြင်းနဲ့ဆိုလို့ကိုယ့်ရဲ့တလောက်ပညာလေးနဲ့ချက်တွေ့ဖြစ်တာပါပဇွန်လေးလည်းနှုံးပြီဆိုတော့ကိုပြီးဆိုရွှေဖြုံသီးလေးထည့်ပါမယ်ရွှေဖြုံသီးနဲ့ပဇွန်နဲ့စီတထားတဲ့တွန်းဖြုံနဲ့တမအောင်မှွေလိုက်ပါမယ်ဘေးကကင်မရာမန်ကတော့မိုင်မာတာပါကဲနုံလို့ရှည်လေးလည်းနည်းနည်းထည့်ပြီးပါပြီဆိုတော့ကဲရွှေဖြုံသီးနဲ့ရွှေဖြုံသီးလည်းနုံနေပါပြီအားလုံးပဲစားကြပါဦးရှင်